အဲ့တော့ဒီတရားတွေကဒုနဲ့မဆိုင်ဘူးလို့မအောင်မေ့လေနဲ့ဒါကစိတ်သာသွားပြီးတရားအထုတ်မှဒါတွေကဖြစ်တာကိုယ့်အိမ်မှာမဖြစ်ဘူးလို့ဒီလိုမအောင်မေ့လေမြတ်စွာဘုရားလက်ထက်တုန်းကဘုရားကြောင်းသွားပြီးတော့တရားနာတယ်တရားနှလုံးသွင်းတယ်အိမ်မှာနေရင်စီးပွားရှာရင်နဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတယ်သဂရဂံဖြစ်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတယ်အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်အိမ်မှာနေရင်နော်အိမ်မှာနေရင်ဒါကြဘုန်းကြီးသီလရှင်ဝတ်ဖို့လည်းမတိုက်တွန်းဘူးတိုက်တွန်းလည်းဝတ်မှာမဟုတ်ဘူးလေအဲ့တော့အိမ်မှာနေရင်လည်းတရားဓုတရားမြတ်ရနိုင်ပါလေဆိုတာပဲပြောရမှာပဲမြတ်စွာဘုရားလက်ထက်ကအများကြီးရှိတယ်သို့တော့အနာဂံဖြစ်သွားပြီဆိုရင်မိသားစုရဲ့ like ကိုမနေတော့ဘူးမိသားစုအနေနဲ့မနေဘူးညီကိုမောင်နှမအနေထားမျိုးပဲနေတော့တယ်အနာဂံဖြစ်သွားရင်အိမ်တော့နေတယ်အိမ်နေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားလက်ထက်ကအများကြီးပဲရှိတယ်အနာရဝိန်တထေးတို့ဝိသခါတို့ကတော့သောတာပန်ပဲဖြစ်သေးတာမဟာနာမဆိုတဲ့တာကဝေမင်းကသဂရဂံအဆင့်ရောက်တယ်နောက်တစ်ခါဒီဥက္ခဆိုတဲ့